刘晶，你好。你好，你爸爸妈妈身体好吗？他们都很好，谢谢。ဒီတင်ငန်းစာမှာဆိုလို့ရှိရင် speaker နှစ်ယောက်အပြန်လန်ပြောကြတဲ့စကားစု၄စုကိုတွေ့ရတယ်။ပထမတစ်ခုကတော့လျိုကျင်းနီးဟောက်အဲ့တော့လျိုကျင်းမင်္ဂလာပါလို့နှုတ်ဆက်ခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ပြန်လန်ပြီးတော့မှနှုတ်ဆက်လိုက်တာနီးဟောက်မင်္ဂလာပါတတိယစကားစုမှာဆိုလို့ရှိရင်ညီပပမမရှန်တီဟောင်မှာအဲ့ဒီမှာဆိုလို့ရှိရင်စကားလုံးအတစ်ကပပမမပပဆိုတာကတော့အဖေကိုပြောချင်တာဖြစ်တယ်နော် father အဖေကိုပြောချင်တာဖြစ်ပြီးတော့မှမမဆိုတာကတော့ mother အမေကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ညီပပမမရှန်တီဟောင်မှာဆိုတဲ့အတွေ့အကြုံမလို့နေ့အဖေနဲ့အမေနေကောင်းလားလို့အဓိပ္ပာယ်ရပါတယ်နောက်ဆုံးစကားစုမှာဆိုလို့ရှိရင်他们都很好谢谢ပဲဖြစ်ပါတယ်အဲ့ဒီမှာစကားလုံးတစ်ကထားဆိုတာကိုတွေ့ရပါတယ်ထားဆိုတာကတော့သူလို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့他们都很好ဆိုတော့သူတို့နေကောင်းနဲ့谢谢ကျေးဇူးတင်ပါတယ်တဲ့သင်ခန်းစာကိုဒုတိယတစ်ချိန်ပြန်လည်ပြီးတော့မှနားထောင်ကြည့်အောင်刘晶，你好。你好，你爸爸妈妈身体好吗？他们都很好，谢谢。谢谢大家。